အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပူပူဆက်ဆက်အနက်လေးမှွေးပြီးတော့ထမင်းနဲ့တွဲဆိုင်လည်းအရန်ကိုလိုက်ဖက်တယ်ချက်ချက်တော့ဆုပ်ပြုတ်ချင်းငယ်ဆက်လွယ်ချက်နေလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ဒီခင်းလေးကဆိုလို့ရှိရင်ကြောက်ဥကြော်လေးနဲ့ထမင်းပူပူနဲ့တွဲဆိုင်လည်းအရန်ကိုလိုက်ဖက်ပါတယ်ပထမဆုံးဖြိုးတို့ရေစေးသက်စင်ထားတဲ့ချက်ချက်တော့ကိုလူးသွားတဲ့အထိပြုတ်ထားပေးရမှာဖြစ်ပါတယ်ချက်ချက်တော့ကိုပြုတ်ပေးရန်အတွက်ပြုတ်မဲ့အိုးထဲကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရေထည့်ပြီးလို့ရှိရင်တော့အနက်လေးမှွေးစေးရန်အတွက်စပလင်နှင်းငယ်ဝါထည့်ပေးလိုက်ပါမယ်နော်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆူလာတဲ့အထိတက်သွားပေးလိုက်ပါတယ်ရှင်ဒီချက်ချက်တော့လေးတွေနူးလာတဲ့အထိပေါ့နော်ချက်ချက်တော့ပြုတ်ထားရင်းနဲ့ဖြိုးကငှုတ်သီးနေငယ်ကိုညှက်သွားတဲ့အထိထောင်ထားပေးလိုက်ပါတယ်ဒီဟင်းလေးရဆိုလို့ရှိရင်အနက်လေးရမှုပြီးပေါ့နော်တမျိုးလေးစားလို့ကောင်းပါတယ်ရှင်သူရဲ့ရတာလေးရဆိုလို့ရှိရင်ရှူရှဲပွေးထွက်ရတာလေးနဲ့အတွင်းပြက်နေတဲ့သူတွေနှာခေါင်းပိုက်နေတဲ့သူတွေဆိုလို့ရှိရင်တော့ချက်စားဖြစ်သေးပါတယ်ဖြိုးကတော့ဒီနေ့ချက်ဥကြော်လေးနဲ့တွဲစားဖြစ်တယ်ပေါ့နော်အရင်လည်းဖတ်ပါတယ်နှုတ်သေးနေကိုထောင်းပေးတာနဲ့ဖြိုးကလှော်ထားပေးတဲ့နှုတ်သေး6နှင်းငယ်ကိုလည်းမညက်ညက်နေထားလေးတွေထောင်းထားပေးလိုက်ပါတယ်သူရဲ့နဲ့လည်းဆိုတမျိုးလေးမှုရပေါ့နော်ဘာလို့လဲဆိုတော့ဖြိုးဒီနှုတ်သေးလှော်လက်ထက်ဟာတော့လေပြုတ်ထားတဲ့ချက်ချက်တော့အိုးလေးကဒီလိုမျိုးဆူလာပြီဆိုတာနဲ့ဖြိုးကအမြုပ်လေးတွေကိုခတ်ထုတ်ပေးလိုက်ပါတယ်ဒီချက်ချက်တော့ကိုတော့ဖြိုးကလုံးဝနူးသွားတဲ့အထိပြုတ်ထားပေးလိုက်ပါတယ်နည်းနည်းတော့ကြာတယ်ပေါ့နော်45မိနစ်50လောက်တော့ကြာသွားပါတယ်တရေခမ်းလာပြီဆိုတာနဲ့ဖြိုးကနောက်ထပ်တရေကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ရှင်ဒီတရေခမ်းပြီဆိုလို့ရှိရင်ရပြီပေါ့နော်ဒီနေရာမှာဖြိုးပြုတ်သလိုမျိုးပေါ့နော်တအားကြီးမနူးလဲရပါတယ်ရှင်ဖြိုးကတော့နူးနူးလေးစားချင်တာဖြစ်တဲ့အတွက်လုံးဝနူးလွဲသေးပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ်ချက်ချက်လေးကအခုလိုမျိုးနဲ့နူးလာပြီဆိုတာနဲ့ဖြိုးကဒီတရေကိုတော်ပြလိုက်ပါတယ်ပြီးရင်တော့ရေအသိကိုထည့်ပေးလိုက်ပဲပေါ့နော်ရေကိုဖြိုးတို့ကိုလိုအဲ့လောက်ထည့်ပေးပြီဆိုလို့ရှိရင်တော့သူ့တွေကိုဇက်ပလင်းနဲ့ရှောက်ရက်ကိုထည့်ပေးလိုက်ပါမယ်ပြီးရနဲ့ဒီတုံးညဟင်းတွေမှာထည့်သုံးတဲ့ရတာမုတ်တုံးလေးပေါ့နော်နှစ်တုံးလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ဆူလာတဲ့အထိတက်သွားပေးလိုက်ပါတယ်ရှင်တက်သွားပေးလိုက်တာအခုလိုမျိုးလေးဆူလာပြီဆိုလို့ရှိရင်တော့တမတော့အောင်နည်းနည်းလေးမှွေထားပေးလိုက်မယ်ပြီးတာနဲ့ရတာတစ်ခါလေးဆက်ထားပေးလိုက်ပါတယ်ရတာအတွက်ကတော့အသားမှုန့်နှင်းငယ်နဲ့ငံပြရေကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့မကြီးမရေကိုတစုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာတံမြန်သိထည့်မယ်ဆိုလည်းရပါတယ်နော်ပြီးတော့မကြီးမရေလေးပဲထည့်သုံးထားပါတယ်ပြီးရင်တော့အားလုံးတမတော့အောင်ပြန်ပြီးတော့မှွေထားပေးလိုက်မယ်တမလာပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံကိုမြည်ပေးလိုက်ပါမယ်နော်ရတာလည်းလုံးဝစစ်ရပြီဆိုလို့ရှိရင်တော့ဖြိုးတို့ထောင်းထားပြီးသားငှုတ်သီးနီနဲ့ငှုတ်သီးလှော်လေးကိုထည့်ပေးလိုက်ပါမယ်ပြီးတော့လှီထားပြီးသားရှာတဲ့နှင်းငယ်ပါထည့်ပေးတာနဲ့မီးကိုပိတ်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာတံမြန်သေးလေးစိတ်စာလောက်ကိုညှစ်ထည့်ပေးတာနဲ့အမတော့အောင်ပြန်ပြီးတော့မှွေထားပေးလိုက်ပါတယ်ရှင်အောင်လည်းတမတော်ပြီဆိုလို့ရှိရင်တော့ရပါပြီနော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ရှူရှဲဖွင့်ထွက်ချင်းငယ်ဆက်ရတာနဲ့ထမင်းမိတ်စေတဲ့ဖြိုးတို့ရဲ့ချက်ချက်တော့စပြုတ်လေးရတော့စားလို့ရပါပြီရှင်အနက်လေးရမှွေပြီးအရင်လည်းတောက်လို့ကောင်းတယ်ပေါ့နော်ဖြိုးကတော့ချက်ဥကြော်လေးနဲ့တွဲစားဖြစ်ပါတယ်ကဲဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲဘိုင်